အားလုံးပဲမင်္ဂလာပါကဘာပေါ်မှာတင်မြုံနိုင်စရာကောင်းတော့ထူးဆန်းတဲ့အစားအသောက်တွေရှိတယ်ဆိုတာတင်သိပါသလားဒီနေ့မှာတော့အဲ့ဒီထဲကမှကြည့်နေရင်းနဲ့တင်အံ့ဩသွားစေမဲ့ကဘာအထူးဆန်းဆုံးအစားအသောက်၅မျိုးကိုဖော်ပြပေးလိုက်ပါတယ်အကြောင်းအရာလေးကိုမတင်ဆက်ခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရရင် subscribe လုပ်ထားပေးဖို့နဲ့မိနာကခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့တောင်းဆိုပါရစေနံပါတ်1ကဘာဈေးကြီးဆုံးဟမ်ဘာဂါနယ်သာလန်နိုင်ငံဒီတဲတွန်းစားတောက်ဆိုင်ပိုင်ရှင် Robert Gentleman ဖန်တီးထားတဲ့ The Golden Point လို့ခေါ်တဲ့ဟမ်ဘာဂါပဲဖြစ်ပါတယ်2021ခုနှစ်မှာဒီဟမ်ဘာဂါကိုယူရို9000နဲ့ပထမဆုံးတစ်လုံးကိုရောင်းချခဲ့တာဖြစ်ပြီးရရှိလာတဲ့ငွေအားလုံးကိုအလှူဒန်းတွေအသုံးပြုခဲ့တယ်လို့ဆိုပါတယ်သူ့ရဲ့အသားလွှာကိုရွှေပြားအစစ်တွေနဲ့အုပ်ထားပြီးဂျပန်ဝါဂူအသားကမ္ဘာဈေးကြီးဆုံးကာဗီယာတွေနဲ့ပြုလုပ်ထားလို့2021ခုနှစ်မှာကမ္ဘာဈေးကြီးဆုံးဖြစ်စံချိန်တင်ခဲ့ပါတယ်နံပါတ်2ကမ္ဘာအပုပ်နဲ့အပြင်းဆုံးအစားအစာဆွီဒင်နိုင်ငံကထုတ်လုပ်တဲ့ဆူစထရိုမင်းဆိုတဲ့ငါးတက်တာပဲဖြစ်ပါတယ်ဒါဟာကမ္ဘာအပုပ်ဆုံးအစားအစာဖြစ်သတ်မှတ်ခံထားရပြီးအနက်ကပြင်းလွန်းလို့လေရင်ပေါ်တောင်ယူဆောင်ခွင့်မပြုပါဘူးဒီငါးတက်တာကဘော့တစ်ပင်လယ်ကငါးတွေကိုအချင်းဖောက်ထားတာပါဘူးထဲမှာဘက်တီးရီးယားတွေကနေဟိုက်ဒရိုဂျင်ဆာလ်ဖိုက်ဓာတ်ငွေ့တွေကိုထုတ်ပေးလို့ဥပုံနှံ့လို့အနံ့ဆိုးတာပဲဖြစ်ပါတယ်အနံ့ကသာဆိုးရတာဖြစ်ပြီးရတာကတော့အလွန်ငံပြီးချင်တဲ့အရသာရှိပါတယ်ဆွီဒင်လူမျိုးတွေကတော့ဒါကိုရတာရှိတယ်လို့ယူဆကြပြီးပေါင်မုံအာလူကြက်တင်တွေတို့နဲ့တွဲဖက်စားလိရှိကြပါတယ်အခုချိန်ဒီဆွီဒင်မှာအော်စကာလိုဘရန်တွေကနေဆက်လက်ထုတ်လုပ်နေစေဖြစ်ပါတယ်နံပါတ်3ကမ္ဘာအဆက်ဆုံးငရုတ်သီးဒကွန်ဘရက်လို့ခေါ်တဲ့ငရုတ်သီးကို UK နိုင်ငံကအပင်မျိုးဆက်ရှင်နည်းပညာနဲ့စိုက်ပျိုးရင်းတည်ထွင်ခဲ့တာပါသူ့ရဲ့အဆက်နှုန်းဟာရက်စကန်သုံးမျက်ရည်ယိုစပရေးတွေတက်တောင်ပြင်းပါတယ်ဒါကိုစားဖို့အတွက်မဟုတ်ပဲငရုတ်သီးတွေကကပ်ဆိုင်စင်တက်ကိုထုတ်ယူပြီးစေပညာလောကမှာထုံဆွေးဖြစ်သုံးဖို့တည်ထွင်ခဲ့တာပါတကယ်လို့တစ်လုံးလုံးဝါးစားမိရင်တော့တင့်ရဲ့အသက်ရှူလမ်းကြောင်းပိတ်ပြီးအသက်အန္တရာယ်ရှိနိုင်ပါတယ်နံပါတ်4ကမ္ဘာအကြီးဆုံးပီဇာအီတလီနိုင်ငံရောမမြို့မှာစပုံမှု9ဦးက48နာရီကြာအောင်မအိပ်မနေဖုတ်ခဲ့ရတဲ့ဒီပီဇာကြီးကိုThe Ottavia လို့ခေါ်ပါတယ်မျက်နှာပြင်အကျယ်13580စတူရန်ပေကျော်ရှိပြီးဂျုံဈေးမပါတဲ့ပီဇာမျိုးစားဖြစ်ပါတယ်ဂျုံဈေးမပါပဲဂျုံမုံပေါင်း2000နီးပါးအသုံးပြုပြီးပြုလုပ်ထားတာဖြစ်ပါတယ်ဒီစံချိန်ကို2012ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာတရားဝင်မှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်ကျမရေးအတွက်ဂျုံဈေးမပါအစားအသောက်အကြောင်းကိုလူလူသတိပြုမိလာစေဖို့ရည်ရွယ်ပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်2023ခုနှစ်မှာပီဇာဟတ်ကအရွယ်စားရစံချိန်ချိုးခဲ့ပေမဲ့ဂျုံဈေးမပါတဲ့ပီဇာစံချိန်မှာတော့အော်တေဗီယာကထိပ်ဆုံးမှာရှိနေစေဖြစ်ပါတယ်နံပါတ်5ကမ္ဘာအရှည်ဆုံးခောက်ဆွဲတရုတ်နိုင်ငံကနာမည်ကြီးအစားအသောက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Universal Taiwan Food ကစပုံမှုတွေဥဆောင်ပြီးတော့ကျင်းနံပြည်နယ်နန်းရံမြို့မှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်စပုံမှုတွေကခောက်ဆွဲပတ်ကြီးမပြတ်သွားအောင်18နာရီတိတိလက်နဲ့မနာရန်ဆွဲခဲ့ကြရပါတယ်လို့ဆိုပါတယ်2018ခုနှစ်အောက်တိုဘာလ28တရုတ်ရိုးရာတက်ကြီးရွယ်အိုများနေ့မှာစံချိန်တင်ခဲ့တာပဲဖြစ်ပါတယ်ခောက်ဆွဲရဲ့အရှည်က3084မီတာကျော်မိုင်ဝက်ကျော်ရှိပါတယ်တရုတ်ရိုးရာအသက်ရှည်ခြင်းကိုကိုစားပြုတဲ့ဒီခောက်ဆွဲကြီးကိုစံချိန်တင်ပြီးတဲ့နောက်လူပေါင်း400ကျော်ကိုရတာရှိချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်